ယေဇကျေလအနာဂတိကျမ်းအခန်းကြီး35အငယ်1မှ15တပံဒါရပြိုင်နှုတ်ကပတ်တော်သည်ငါစီသို့ရောက်လာ၍အချင်းလူသာတင်းသည်စိရတောင်တစ်ဖက်၌မျက်နှာထား၍ပရောဖက်ပြုလျက်အရှင်ဒါရပြိုင်အမိန့်တော်ကိုဆင့်ဆိုရမည်မှာအိုစိရတောင်တင်းတစ်ဖက်၌ငါနေ၏တင်းကိုငါတိုက်၍တုတ်တင်ပယ်ရှင်းမည်တင်းမျိုးတို့ကိုငါဖျက်ဆီးသဖြင့်တင်းသည်လူစိတ်ညံလျက်ရှိ၍ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသိရလိမ့်မည်တင်းသည်အစဉ်ရန်ညှိုးဖွဲ့၍ဣသရေလအမျိုးသားတို့၌အမှုရောက်သောကာလအပြစ်ကြောင့်ခံရသောကာလအစုံ၌သူတို့အသက်ကိုဓာနှင့်တတ်သောကြောင့်အရှင်ထာဝရဘုရားမိန့်တော်မူသည်ကားငါအသက်ရှင်သည့်အတိုင်းအသက်သက်ခြင်းအမှုကိုသင်၌ငါပြု၍ထိုအမှုသည်သင်ကိုလိုက်မည်အသက်သက်ခြင်းအမှုကိုသင်မမုန်းသောကြောင့်ထိုအမှုသည်သင်ကိုလိုက်ရလိမ့်မည်ထို့သောစိရတောင်ကိုငါတုတ်တင်ပယ်ရှင်းသဖြင့်ထွက်သွားသောသူပြန်လာသောသူတို့ကိုပယ်ဖြတ်မည်သင်၏တောင်တို့ကိုလည်းသင်၏သူရဲ့အသေးကောင်တို့နှင့်ငါပြည့်စေမည်သင်နေရာကုန်းကြိုင်မျက်နာ၌ဓာဖြင့်အသေးခံရသောသူတို့သည်ရှိကြလိမ့်မည်သင်ကိုအစင်မပြတ်တုတ်တင်ပယ်ရှင်းသဖြင့်သင်၏မြို့တို့၌အဘယ်သူမျှမနေရငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်သိရလိမ့်မည်သင်ကဤတိုင်းပြည်နှစ်ပြည်ကိုငါတို့သည်သိမ်း၍ပိုင်မည်ဟုထိုပြည်၌ထာဝရဘုရားရှိလျက်နှင့်ဆိုမိသောကြောင့်အရှင်ထာဝရဘုရားမိန့်တော်မူသည်ကားငါအသက်ရှင်သည့်အတိုင်းသင်သည်သူတို့ကိုရန်ညှိုးဖွဲ့၍ဒေါသစိတ်ညှူဆူသောစိတ်တိုက်တွန်းသည်နှင့်အညီသင်၌ငါပြုမည်သင်ကိုစီရင်သောအခါသူတို့တွင်ငါထင်ရှားလိမ့်မည်သင်ကဣသရေလတောင်တို့သည်ပျက်စီး၍ငါတို့စားစရာဖို့ဖြစ်ကြ၏ဟုကဲ့ရဲ့၍ပြောဆိုသောစကားအလုံးစုံတို့ကိုငါထာဝရဘုရားကြားကြောင်းသင်သိရလိမ့်မည်ထို့သောသင်သည်ငါတစ်ဖက်၌ဝါကြွား၍ပြောမိသောစကားအလုံးစုံတို့ကိုငါကြားပြီးဟုမိန့်တော်မူ၏အရှင်ထာဝရဘုရားမိန့်တော်မူသည်ကားတပြည်လုံးရှင်လန်းသောအခါသင်ကိုငါဖျက်ဆီးမည်ဣသရေလအမျိုးသားတို့အမွေမြေပျက်စီးသည်ကိုသင်သည်ဝမ်းမြောက်သောကြောင့်ထိုအတူသင်၌ငါပြုမည်။အိုစိရတောင်သင်နှင့်တကွအေဒုံပြည်သည်အကုန်အစင်ပျက်စီး၍ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသိရကြလိမ့်မည်ဟုမိန့်တော်မူ၏။ Amen. God bless you.